မင်းကိုမေးခြင်းနေအရန်ကြိုးစားနေရပါလက်ငွေမရသေးလို့ငါအမအောင်မြင်ဘူးထင်လားလို့ကိုမေးဘူးလားကိုယ်တိုင်ကြုံမှုတလို့ပြောပြငါလည်းတခါတုန်းလားစီးပွားရေးစလုပ်တော့အချင်းချင်းကြရှုံဘူးတယ်ငွေကုန်သွားတာတွေရှိတယ်လူတွေရဲ့မယုံကြည်မှုတွေခံဘူးတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာငါသိလိုက်တာတစ်ခုရှိတယ်နံပါတ်1အောင်မြင်သူတွေကကြရှုံးလို့မရက်ဘူးကြရှုံးတာကိုသင်ခန်းစာလုပ်တယ်နံပါတ်2စီးပွားရေးမှာကြရှုံးတာကအဆုံးမဟုတ်ဘူးရက်လိုက်တဲ့အချိန်မှအဆုံးဖြစ်တယ်နံပါတ်3ငွေမရှိတာထက်အမြင်မရှိတာကပိုကြောက်စရာကောင်းတယ်အမြင်ရှိရင်ငွေကနောက်ကလိုက်လာမယ်ဒီနေ့မလုပ်ရင်မနှက်ဖန်လည်းမလုပ်ဖြစ်ဘူးအချိန်ကမင်းကိုမဆောင်ဘူးမင်းကိုယ်တိုင်ကိုမေးကြည့်ပါမင်းရဲ့အိမ်မက်ကိုမင်းကိုယ်တိုင်ပဲလက်လွတ်ချင်လားမင်းမကြိုးစားလို့နောင်တရချင်လားဒါမှမဟုတ်ကြိုးစားပြီးမအောင်မြင်ရင်တောင်ကိုဂုံယူချင်လားဒီနေ့ကစပြီးအနည်းဆုံးအဆင့်လဲတစ်ခုလုပ်ပါစီဝါရေးစာဖတ်ပါအကြံစီရေးပါမကြောက်ပါနဲ့စတင်ပါမင်းမအောင်မြင်သေးတာမင်းမအောင်မြင်ဘူးဆိုတာမဟုတ်ဘူးမင်းလက်မလွတ်သေးတာပဲဒီလိုခွန်အားပေးဗီဒီယိုတွေကိုမပြောင်မပြတ်ကြည့်ချင်ရင် channel ကို subscribe လုပ်ထားပါ